logo nginyu si to aya mya bo no simate kruwan akhanchi senga ange sekhon ka ni 20 thi no ara nene pyo chin ne loကျွန်တော် thina logo nginyu si ra ka ba ri le bo no ကျွန်တော် အပြုတ်စုကြောင်းလားဒါမှမဟုတ်ကျွန်တော်ရဲ့အစားတောက်ကြောင်းလားဒါမှမဟုတ်ကျွန်တော်ရဲ့လုပ်ရကြောင်းလားပေါ့နော်ဒါအဲ့ဒါတွေလည်းအပြစ်မရှိဘူးလို့ပြောချင်တာတော့မဟုတ်ပါဘူးကျွန်တော်ကျန်းစာထဲမှာဖတ်ချင်ပါတယ်လို့ကျွန်တော်ဖျားနဲ့ပူပြီးမှနေကဖို့ရတဲ့အတွက်ပူပြီးမှဆင်ခြင်ဖို့လိုတယ်လို့ကျွန်တော်ခွင့်အားရမိလို့ပေါ့နော်အဲ့မှာခန်းငယ်အခန်းကြီးစီမတဲ့ခရဝခန်းကြီးစင်နာအငယ်စက်ခွန်မှာစာမယ်20ထိပေါ့နော်ခရွန်းတူဝန်တမြတီဝန်ထဲတုစင်ယူအီအင်တွင်ဆွပစ်တီကူနာမလေကြတီတလောခဒွမ်မှထွက်တော့အရာမူကနှလုံးထဲကထွက်လာ၍လူကိုငင်းငြူးစီတော့အရာဖြစ်၏မကောင်းသောကြံစီခြင်းလူအသက်ကိုတတ်ခြင်းသူ့မယားကိုပြမခြင်းမိမလွတ်နှင့်မာယွင်ခြင်းသူ့ဥစ္စာကိုခိုးခြင်းမမှန်သောတက်တီကိုခံခြင်းသူ့အတ္တကြီးကိုဖျက်ခြင်းအရာတို့သည်နှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစီတော့အရာဖြစ်ကြ၏လက်မစီပဲလက်အစာကိုစားခြင်းမူကလူကိုညှဉ်းညူးစီသည်မဟုတ်ဟုမိန့်တော်မူ၏ဟုတ်ကဲ့ပါကျွန်တော်နှုတ်ကပတ်တော်ခရစ်တော်သားမရှိရင်ကျွန်တော်ဟာတကယ်ရရှိမရှိတဲ့လူတကယ်ခင်ရှာမကောင်းတဲ့လူတကယ်ပဲအတုံးမကြောက်လူမှုကြီးမှလည်းဖြစ်ဖြစ်ဘာသာစကားမှပဲဖြစ်ဖြစ်အကုန်လုံးနောက်ကျကြတယ်ဒီခလေးတယောက်လိုပဲဘာမှနားမလည်နိုင်ဘူးဒီလောကအရာတွေကလွှမ်းမိုးတာပေါ့နော်လွှမ်းမိုးတာပေါ့ဒါပေမဲ့တနေ့ကျတော့ခရစ်တော်ဖရာသခင်ကိုရလာတဲ့အခါမှာသူအတွင်တင်ပေးတယ်ဖြစ်ချင်းပြောင်းလဲရှိတဲ့အခါမှာခုချိန်မှာကျွန်တော်ပူပြီးမှနားလည်လာတာကကျွန်တော်ရဲ့နှလုံးသားထဲမှာဘာတွေရှိတာလဲကျွန်တော်ရဲ့အတွေ့အထဲမှာဘာတွေရှိတာလဲအဲ့ဒါတွေဟာကျွန်တော်ပတ်စံနေထွက်လာတယ်နောက်ဆုံးကျတော့မထိန်နိုင်မသိမ်းနိုင်တရားတွေကထွက်လာတယ်ဆိုတာကိုဒီကြံပိုက်ဖတ်ချင်တာပြပူနားလည်လာတယ်ကျွန်တော်လုံးရတယ်လဲကျွန်တော်ဒီနေ့ဒီတစ်နှစ်လုံးမှာပါစဉ်းစားခဲ့တာလဲဥပမာပြောမယ်ဆိုရင်အရွယ်ရောက်လာတော့အလုပ်လုပ်တယ်အလုပ်တဲ့အခါမှာတငယ်ချင်းတွေကိုတယောက်ကိုလှုပ်ဖော်ကိုင်ဖက်တွေကိုမနာလို့ဖြစ်တယ်အဲ့ဒါကိုအမေရမ်းပဲစိတ်နှလုံးထဲမှာအတွေးထဲမှာဖြစ်တဲ့အခါမှာဒါမှမဟုတ်မင်္ဂလိတယောက်ပေါ့နော်အလွတ်ပဲဖြစ်မလွတ်တာပဲဖြစ်ပေါ့နော်ပြောချင်တာကတော့မိမလွတ်ပဲဖြစ်ပြီးရင်ပိုင်ရှင်ရှိရပဲဖြစ်ပေါ့နော်သူမျိုးဥစ္စာပဲဖြစ်ပြီးရင်သူမျိုးအချက်ကွအောင်လုပ်တာပဲဖြစ်ဒီအရာတွေဟာကောင်းထဲမှာအမေရန်စဉ်းစားမိတယ်ပြီးရင်ဘယ်လိုပြောရင်ကောင်းမလဲပေါ့နော်ကောင်းထဲမှာအတွေ့ထဲမှာဒါလေးတွေပဲရှိနေတယ်ပြီးရင်မကောင်းတဲ့ဇလန်းတွေကြည်တာများလာတယ်ပြီးရင်အတွေ့တွေကတကယ်ဖယားမနစ်တဲ့အရာတွေကြီးပဲဖြစ်တဲ့အခါမှာကျွန်တော်ရဲ့စကားပြောပုံကျွန်တော်နေပုံတွေကလုံးဝအခုတိတ်ခါမရှိတဲ့အရာတွေကျွန်တော်တမိုင်းဟာလုံးဝတိတ်ခါမရှိတဲ့အရာတွေဖြစ်လာတယ်အပြင်ဘဝမှာပဲဖြစ်ကျွန်တော်စိတ်ထဲမှာပဲပြောဆိုမှုဆိုတာမရှိဘူးခလေးတွေရလာတယ်အဲ့မှာလဲကျွန်တော်မှာတိတ်ခါဆိုတာတခုမှမရှိခဲ့ဘူးအခုချိန်မှာကျွန်တော်နားလည်လာတဲ့အခါမှာကျွန်တော်ထက်ငယ်တွေအတွက်ထိုးတဲ့ငယ်လေးတွေငမငယ်လေးတွေအတွက်ခဏတာအတွက်ကျွန်တော်ယုံကြည်သူတွေအထူးသဖြင့်ဒီဟာကြမ်းပိုက်ဖြစ်လို့ကျွန်တော်ယုံကြည်သူတွေအတွက်ကျွန်တော်ခွင့်အားပေးခြင်းတယ်လို့ကျွန်တော်တွေးနေတဲ့အတွေ့ကျွန်တော်တို့စဉ်းစားနေတဲ့အရာတွေဟာကျွန်တော်တို့ရဲ့ဝိငင်ကိုအစာကျွေးနေတယ်ဆိုတော့ကျွန်တော်နားလည်လာတဲ့အခါမှာကျွန်တော်ရဲ့အတွေ့တွေကိုသတိထားတယ်ကျွန်တော်ဘာကြီးဖြစ်တာလဲဆိုတာတဲ့ကျွန်တော်ဘယ်လိုပုံစံလဲဘယ်လောက်တော်တာလဲဘယ်လောက်တတ်တာလဲဒီလောကမှာဘယ်လောက်တောင်ဖို့ကြီးတယ်မကြီးဘူးဆိုတာတဲ့ဖယားတခင်မနစ်တဲ့အရာကိုကျွန်တော်တွေးနေရင်
နောင်အခါမှာဒီအရာတွေဟာကျွန်တော်ပတ်စံနေဒုမဟုတ်ကျွန်တော်လုံရနေထွက်လာမယ်ဆိုတော့ပူပြီးမှနားလေရှိတယ်လို့ဖာရရှဲတွေကိုအကျဉ်းပြုဆရာတွေကိုခရစ်တော်ဖခင်ကိုမီးတဲ့အခါမှာသူတမန်တွေကိုသူလက်မရှိဘဲနဲ့ထမင်းစားတာကိုမြင်တဲ့အခါမှာဒီမှာအခန်းကြီးဆရာနဲ့တိဖက်မှာရှိရနော်တိဖက်နိဖက်မှာမိတဲ့အခါမှာသူအပြင်ရှင်းပြတဲ့နေရာမှာပေါ့နော်ဒီနေရာလေးကဆက်ခွန်နေကြိုက်လို့အဲဒီနေရာနေပဲကျွန်တော်ယူတာဖြစ်တယ်လို့အရန်ကိုပညာသားပါတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ဖာရရှဲတို့ဂျမ်ပြူဆရာတွေကအရန်ကိုတော်ကြတယ်သူတို့တွေကပုံမှန်ပြောရမယ်ဆို religion ပေါ့နော်ဘာသာရေးမှာအရန်ကိုင်းဆိုင်တယ်အရန်တော်တယ်နှုတ်လက်ထိန်းတယ်ပြောရမယ်ဆိုရင်သူအပင်လောကမှာပြောရှာကိုမရှိဘူးဒါပေမဲ့ဖယားသခင်ခရစ်တော်ဖယားဘာကိုမင်းတာလဲဆိုရင်အိုးအဖဖယားသခင်မနစ်တဲ့နှလုံးသားတွေသူတို့မှာရှိတယ်ဆိုတော့ကိုသူမင်းတဲ့အခါမှာခရစ်တော်ဖယားသခင်ကဒီဂျမ်ပိုက်ကိုရီဖို့ရတဲ့အတွက်ကျွန်တော်တို့ပြန်ပြီးမှဖတ်ဖို့ရတဲ့ဖြစ်တဲ့အတွက်ကြောင့်ငါညီမငယ်ရီအထူးသဖြင့်ဒါမှမဟုတ်အရွယ်တူဒါမှမဟုတ်ကြီးလာပြီမစင်ချင်နိုင်သေးဘူးဆိုရင်ငါအသက်ကြီးလာပြီခရစ်တော်ဖခင်သခင်နေရာယူဖို့လိုတယ်ဆိုပြီးမှကျွန်တော်တို့အတွေးတွေကျွန်တော်တို့စဉ်းစားဉာဏ်တွေငါထင်တယ်သူကငါ့ကိုဒီလိုလုပ်မှငါထင်တယ်ထင်တာတွေကိုရှောင်းနိုင်ဖို့ရတဲ့အတွက်ကြော်လွန်နိုင်ဖို့ရတဲ့အတွက်ပြီးရင်ကျွန်တော်တို့လုံးဝယောက်ျားလေးတွေပဲမိန်းကလေးတွေပဲဖြစ်ပြီးကျွန်တော်တို့ဒီမကောင်းတဲ့တာယာမှုတွေကိုလုံးဝမလိုက်ဖို့အရန်လိုအပ်တယ်လို့တကယ်ခရစ်တော်နဲ့တော်ပြီးမှဖခင်တခင်နဲ့အတူနေတဲ့အခါမှာအရန်ပျော်ဖို့ကောင်းတယ်ဒီအရာတွေကဘာမှမဟုတ်ဘူးဆိုတာသိလာတဲ့အခါမှာအရန်ရည်တောင်ရည်ချင်းတယ်ကျွန်တော်တို့ယုံကြည်သူတိုင်းမှာရွေးချယ်ခံရတယ်ခရစ်တော်ရတဲ့လူတိုင်းဟာဖခင်သခင်ရွေးချယ်ခံရတဲ့လူတွေကြီးပဲကျွန်တော်တို့ဓမ္မဟောင်းမှာဆမ်ဆွန်ကိုရှန်ရှုံကိုကြီးတဲ့အခါမှာလဲသူကအယံခွန်အားကြီးတယ်သူလူတစ်ထောင်ကိုခဏလေးတဲ့အပြည့်ရှင်းနိုင်တယ်ဒါပေမဲ့သူ့ရဲ့အားနဲ့ချက်ကြောင့်တစ်ခုကြောင့်ဒီလိုက်လာသူ့ရဲ့အားနဲ့ချက်ကြောင့်သူ့ရဲ့အားနဲ့ချက်ကလုံးဝနှခမ်းနေဆူထားတဲ့အရာတွေဟာသူမကြော်နိုင်ဘူးမကြော်နိုင်တဲ့အခါမှာသူ့ရဲ့ကောင်းနေတဲ့အရွယ်အကုန်လုံးဟာလေမျက်ရှိကမ်းပြီးမှရန်သူတွေအောက်မှာကြုံနေဖြစ်နေရတယ်အခုကျွန်တော်ယုံကြည်သူတွေမှာကျွန်တော်တို့မျက်ရှိကမ်းမှတော့မသိဘူးဝိညာဉ်မျက်ရှိကမ်းနေတယ်ဝိညာဉ်အစာတွေမသိဘူးဘာအစာမှမသိဘူးကျွန်တော်တို့ကောင်းတယ်မှာထဲတယ်အတွေ့အကြုံတွေမှာထဲတယ်စိတ်နှလုံးထဲကိုအတွင်းနဲ့ထိထဲတဲ့အခါမှာအဲ့လိုယူပူရော်တဲ့အခါမှာပြန်ထွက်လာတဲ့အခါမှာအယံနံတယ်အတီးတီးလာတဲ့အခါမှာလုံးဝကိုမယုံကြည်သူတွေရောဖယားမတိတဲ့လူတွေရှိမှရောလုံးဝဖယားမရှိဘူးဆိုတဲ့လူတွေရှိမှရောကျွန်တော်တို့ဟာအသက်တာမှာလုံးဝမကြည့်လို့မကောင်းဘူးဖြစ်နေတယ်လို့ကျွန်တော်မြင်တဲ့အခါမှာကျွန်တော်ဒီနေရာမှာခေါ်အားပေးခြင်းတယ်လို့ကျွန်တော်တို့လုံးဝဖယားရဲ့မနစ်သက်တဲ့အကြံအစီတွေအတွေ့အခေါ်တွေလုံးဝမထားမိဖို့ပြီးရင်ကျွန်တော်တို့ဒီဟာတွေလူတယောက်ကိုမုန်းတယ်လူတယောက်ပေါ်မှာဒါတွေပဲစဉ်းစားလာတဲ့အခါမှာဘယ်လိုဖြစ်လာတာလဲဆိုရင်ဒီလေကြီးတောက်တယ်လို့ပဲမကုန်နိုင်တော့ဘူးအနုရဲ့ဆက်လုပ်ခြင်းနဲ့ငတ်လို့မပြီးတော့ဘူးဒါကြောင့်ခရစ်တော်ဘုရားသခင်လာတဲ့အခါမှာကျွန်တော်တို့ရီမငတ်တော့ဘူးဒီအရာတွေစစ်မလုပ်ခြင်းတော့ဘူးဒါကြောင့်ခရစ်တော်ဘုရားသခင်ကိုအမဲရာပဲနှုတ်ကပတ်တော်တွေဖတ်ပြီးမှကျွန်တော်နှလုံးသားထဲမှာအတွင်းဆုံးခမ်းမှာကျွန်တော်တို့ခေါင်းထဲမှာကျွန်တော်တို့အစဉ်စားဉာဏ်ထဲမှာထည့်ရအောင်ကျွန်တော်ဝိညာဉ်ကိုနှုတ်ကပတ်တော်ကြွေးကြရအောင်လို့အတွေးကောင်းတွေကိုကြွေးကြရအောင်လူတွေကောင်းစားဖို့အတွက်မိသားစုကောင်းစားဖို့တော့တွေးကြရအောင်ကျွန်တော်အကုန်လုံးကိုမပြောပါဘူးကျွန်တော်လူမျိုးတကယ်လို့ကျွန်တော်လူမျိုးအခုရင်ဆိုင်နေရတဲ့လူတွေတကယ်လို့ရှိခဲ့ရင်ကျွန်တော်ခွန်အားပေးတယ်ဒါမှမဟုတ်ရင်လည်းညီငယ်ညီမငယ်တွေအတွက်လည်းလုံးဝအတွေးကောင်းတွေခွန်လွတ်ခြင်းတွေမြတ်တွေးဖို့အဲ့တော့ကိုကျွန်တော်ပြောချင်တယ်တကယ်ကိုဒီလောကတာယာမှုတွေကိုလူလွတ်တွေအနေနဲ့တကူကြီးအာတာပြီးခြင်းအဲ့ဓာတွေ
အိုးမကောင်းတဲ့ရက်လမ်းတွေမကြည့်မိဖို့လူငယ်လေးတွေနော်အများကြီးအဓိကကတော့ဒီအရာတွေဟာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အထဲကနေအများကြီးတွေးလာတဲ့အခါမှာဒီအရာတွေအထဲကနေထွက်လာတဲ့အရာဖြစ်တယ်ကိုငယ်ငယ်ကလေးအရွယ်ရောက်လာတဲ့ကတကယ်လောကအရာမှာစာရင်းစဉ်းစားတဲ့တကယ်ကောင်းတဲ့အရာတွေခရစ်တော်အကြောင်းတွေနှုတ်ကပတ်တော်တွေအရင်များကြီးထက်တော့ပြီးစဉ်းစားတဲ့အခါမှာဒီအရာတွေကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာနေရမယူနိုင်ဘူးတစ္ဆာရှိတဲ့တာတစ္ဆာရှိတဲ့အာကုထိုက်တဲ့တာအတင်းတော်မှာပဲဖြစ်အပိမာပဲဖြစ်မိသားစုအတွက်ပဲဖြစ်တကယ်ကိုခိုင်မာတဲ့တာကောင်းယတနာတွေတာသမီးယတနာတွေဖြစ်လာကြတယ်ဒါကြောင့်ကျွန်တော်လူမျိုးတကယ်ဘာမှတိတ်ခါလည်းမရှိမိသားစုအတွက်လည်းအကျိုးမရှိကိုလူမျိုးအတွက်လည်းလူသားအတွက်လည်းအကျိုးမပြုတဲ့ဘဝမရောက်ဖို့ရတဲ့အတွက်ကျွန်တော်တို့အရွယ်ကောင်းတော့မှာတကယ်ကိုတန်ဖို့ရှိတဲ့အသက်တာဖြစ်ဖို့ရတဲ့အတွက်ဒီဂျမ်ပိုင်လေးနဲ့ခွန်အားပေးတာဖြစ်ပါတယ်လို့နောက်ဆုံးမှာကျွန်တော်တစ်ခေါက်ပြန်ဖတ်ပြီးမနော်ကတွန်းတူဝန်တမရတီဝန်ထဲသူစင်၍ရေအိမ်တွင်ဆွပစ်တီကိုနားမလဲကြသည်တလောခတွန်းမှထွက်သောအရာမူကားနှလုံးထဲကထွက်လာ၍လူကိုငင်းညူးစီသောအရာဖြစ်၏မကောင်းသောအကြံစီခြင်းလူအသက်ကိုတတ်ခြင်းသူ့မယားကိုပြစ်မှားခြင်းမိမလွတ်နှင့်မာယွင်ခြင်းသူ့ဥစ္စာကိုခိုးခြင်းမမှန်သောတတ်တည်ကိုခံခြင်းသူ့အတ္တကြီးကိုဖျက်ခြင်းအရာတို့သည်နှလုံးထဲကထွက်လာ၍လူကိုငင်းညူးစီသောအရာဖြစ်ကြ၏လက်မရှိပဲလက်အစာကိုစားခြင်းမူကားလူကိုငင်းညူးစီသည်မဟုတ်ဟုမိန့်တော်မူ၏ဒါကြောင့်လူကိုငင်းညူးစီတဲ့အရာငင်းညူးစီတဲ့ဆိုတာဓမ္မဟောင်းမှာရှိတယ်လူကိုမငင်းညူးဖို့ရတဲ့ဓာရီမစားတဲ့ခန္ဓာကိုယ်ဓာရီမလုံးနဲ့ဆိုတာရှိတယ်ကျွန်တော်တို့ဝိညာဉ်လောကမှာခရစ်တော်ကိုကိုးကွယ်တဲ့နေရာမှာလဲဖခင်သခင်ရဲ့အတောင်းကိုဖခင်သခင်လူရှိမှလဲမျက်နှာရဖို့ရတဲ့အတွက်ဆိုရင်ကျွန်တော်တို့မငင်းညူးဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်မျက်စိအဖို့မခံအောင်ဖြစ်စီမခံရအောင်ကျွန်တော်တို့တွေအသက်ရှင်ကြရအောင်ဒီကျွန်တော်ဖတ်တော်တဲ့ကြံပိုင်လေးတွေနဲ့ငယ်ငယ်မငယ်လေးဝိညာဉ်မျက်စိပွင့်လန်းနိုင်ကြပါစေယေရှုနာမပဲဆုတောင်းပါတယ်အာမင်